အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒေါက်တာဖြိုးတရားရေးသားထားတဲ့စိတ်မပျော်ရွှင်တဲ့အခါကိုယ့်ထိန်းချုပ်ဖို့ခက်ခဲလာတယ်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဟိုရက်ကခန္ဓာကိုယ်ကျန်းမာရေးနဲ့ဆက်ဆက်ပြီးရေးခဲ့တော့ဒီတစ်ပုဒ်မှာကောင်းတဲ့အလေးအကျင့်တွေကိုဘယ်လိုပြုထောင်လဲဆိုတာဆက်ရေးခြင်းပါတယ် You are what you repeatedly do မင်းထက်ကလောက်တဲ့အရာတွေကပဲမင်းဆိုတဲ့လူကိုဖြစ်လာစေတာတဲ့ကောင်းတဲ့အလေးအကျင့်ပဲဖြစ်ဖြစ်ဆိုးတဲ့အလေးအကျင့်ပဲဖြစ်ဖြစ်ပေါ့ဆေးလေးတစ်လိပ်တောက်မယုံနဲ့ဘာမှဖြစ်မသွားသလိုတရက်လောက်အားကစားလုပ်ရုံနဲ့လေအဲ့ဒီတရက်နေလို့ကောင်းတာပဲရှိမယ်ရေရှည်အကျိုးကျေးဇူးမရှိဘူးပြဿနာကကျွန်တော်တို့ကဘာတွေကောင်းတယ်ဘာတွေဆိုးတယ်မသိကြတာမဟုတ်ဘူးသိတယ်မလုံနိုင်ကြတာသို့မဟုတ်မရှောင်နိုင်ကြတာအဲ့ဒီအတွက်မူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ theory တွေအကြံပြုချက်တွေအများကြီးတဲ့ကမှာ James Clear ရေးတဲ့ Atomic Habits စာအုပ်ထဲကထုတ်နှုတ်ပြီးပြောပြခြင်းတယ်နာမည်စာအုပ်မို့တော်တော်များများလဲသိပြီးသားဖြစ်မှာပါအလေးအကျင့်တစ်ခုဟာအဆင့်၄စီးကိုဖြတ်ကျော်ရတယ်လို့ဆိုတယ် Q ကိုဒီပြုမှုလုပ်ဖို့အတွက်လှုံ့ဆော်ပေးတာ craving ကိုကလူကျင်တောင်းတလာတာ response ထားလုပ်လိုက်တာ reward ကျေနပ်မှုရသွားတာဥပမာဖုန်းကိုမြင်လိုက်မိတယ် social media ကြည့်ကြလာတယ်ဖွင့်ကြည့်လိုက်တယ်ကျေနပ်သွားတယ်ကျမ်းမှာဖြစ်လက်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်တယ်ကိုလည်းသူ့လိုဖြစ်ချင်လာတယ်လိုက်လို့တယ်ချွေးတွေထွက်လာပြီးလူကပေါ့ပါလန်းဆန်းသွားတယ်ရေချင်မှာပူကျမ်းမာတဲ့သူဖြစ်လာတယ်အဆိုးဖြစ်ဖြစ်အကောင်းဖြစ်ဖြစ်ဒီလေးခြင်းပဲအဲ့ဒီကဘာလို့ရလဲဆိုတော့မကောင်းတဲ့အမှုချင်းကိုဖျက်တောက်ခြင်းသလား Q လုံးစော်နေတာတွေကိုမမြင်မိမကြုံမိအောင်ခတ်ဝေးနေ craving ဒီပြုမှုနဲ့ပတ်သက်လို့စိတ်ပျက်စရာတွေကိုများတွေ့ response ထားလို့ရခက်ခဲအောင်စီစဉ်တာ reward ရေရှည်ထိခိုက်မှာကိုထည့်ဆင်းစားကောင်းတဲ့အမှုချင်းကိုပြိုးထောင်ကြလားပြောင်းပြန်လို့ Q လုံးစော်နေတာတွေကိုမြင်သာထင်သာအောင်လုပ်တာ craving ဒီပြုမှုနဲ့ပတ်သက်လို့ပြောစရာတွေကိုများတွေ့ response ထားလို့ရလွယ်ကူအောင်စီစဉ်တာ reward ရေရှည်အကျိုးရှိမှာကိုထည့်ဆင်းစားဥပမာအကျိုးတွေအစီစိတ်တွေစားများနေတယ်ဆိုပါတော့အိမ်မှာဝယ်ထားရင်မျက်စိရှိမြင်တွေ့နေရရင်စားကျင်စိတ်ကဖြစ်မှာပဲ Q ကထင်ရှားနေတာကိုအဲ့လိုကနေစားကျင်စိတ်ဖြစ်လာထွက်တလုံးဝင်တလုံးနိုင်စားကျင်တာလေးစားလိုက်ရတော့လေစိတ်ကြည်နက်သွားကြတော့ကျမကြီးထိခိုက်လာရောအဲ့တော့ကိုဖြတ်ချင်းလျှော့တင်သလား Q ကိုမမြင်တာအောင်လို့ဆိုလိုတာကအိမ်မှာဝယ်မထားနဲ့မျက်စိရှိမြင်မနေရစေနဲ့မြင်မိလို့စားကျင်လာပြီဆိုလဲဒါတွေကကျမကြီးအတွက်မကောင်းဘူးဆိုတာမျိုးတွေးပြီးဝေရခန့်အောင်လဲလှုပ်တာမိုးရနေတယ်ညဘက်မိုးချုပ်နေတယ်ဆိုတော်ယုံထွက်မဝေခြင်းကြတော့ဘူးလေဆိုလိုတာကခက်ခဲအောင်လှုပ်ထားဖို့ပါနောက်ဆုံးစားမိပြီးသွားရင်လဲငါတော့ဝိတ်တက်တော့မှာပဲအချိုတွေစားမိပြန်ပြီဒီလိုတွေးလိုက်ပေါ့တခြားကိုပြောင်းလဲခြင်းနဲ့အမှုအကျင့်ဆိုတွေဖြိုးထောင်ခြင်းနဲ့အမှုအကျင့်ကောင်းတွေကိုလည်းစားထိုးစဉ်းစားကြည့်လို့ရတယ်စာရှိမှဆိုလို့ဥပမာထပ်မပေးတော့ဘူးကျွန်တော်အတွက်ဆို Q ကိုမမြင်အောင်လုပ်ထားခြင်းကသိအကျိုးရှိတယ်အိမ်မှာကိုဝယ်မထားတော့ဘူးတကယ်ကမစားကျင်တာမဟုတ်ဘူးမမြင်နေရလို့မစားဖြစ်တော့တာအဲ့ဒီလိုကနေမြင်နေရသည့်တိုင်အောင်မစားပဲထိန်းနိုင်သည့်အထိဖြစ်လာပါလိမ့်မယ်အဲ့ဒီစဉ်လေးစဉ်မှာအခက်ဆုံးကဘာလဲဆိုတော့ reward ဆိုတဲ့အခြေအနေမှုအဆင့်အားလုံးလည်းသိတဲ့အတိုင်းမကောင်းတဲ့အပြုမှုတွေကချက်ချင်းခြေနှက်မှုရတယ်ရေရှည်မှာမကောင်းဘူးကောင်းတဲ့ပြုမှုတွေကတော့ချက်ချင်းခြေနှက်မှုမရဘူးရေရှည်မှာကောင်းတယ်အဲ့ဒီမှာတင်ကျွန်တော်တို့ကချက်ချင်းခြေနှက်မှုနောက်လိုက်မိကြတော့တာပဲဆေးလေးတောက်တယ်ခုတော့စိတ်ပျော်သွားတယ်ခြေနှက်သွားတယ်ရေရှည်ကြမှသာအဆုတ်ကင်စာဖြစ်မှာအခုအာကစားထားလို့ချက်ချင်းလက်ငင်းမှာကိုလက်ကြိုက်ခဲမယ်ပြင်ပန်းမယ်
ရေရှည်အကျိုးကတော့နောင်မှရမှာပေါ့ဒီလိုဖြစ်ရတာအကြောင်းရင်းနှစ်ခုရှိတယ်ပထမတစ်ခုကဒီနေ့ခေတ်က instant ခေတ်အရာရာချက်ချင်းဆိုမှချက်ချင်းခေတ်ကလည်းတိတ်ကိုမြန်ဆန်လာတယ်ဒါကြောင့်လူတွေဟာစိတ်မရှိနိုင်တော့ဘူးမစောင့်နိုင်နိုင်တော့ဘူးရှေးရခင်လူသားတွေကမရေရာမသေးကြတဲ့ခေတ်ကိုဖြတ်တန်းခဲ့ကြရတာမို့နေဖို့ညစာချန်ထားအောင်မှမနှက်ပြန်ပါဖြစ်မှန်းမသိဘူးဒီလိုရေရှည်အတွက်လက်ရှိလိုရင်ကိုအောက်ဤတိခံနိုင်တဲ့လေဓာရှိခဲ့တယ်ခေတ်ကတိုးတက်လာတဲ့နဲ့အမျှအနာဂတ်ကရေရလာတော့လူတွေကကြိုတွေးပြီးမပူပန်တော့ဘူးခုလက်ရှိလိုရင်အတွက်ပဲဖြည့်ဆည်းလိုက်ကြတော့တယ်ဒီလိုနဲ့နောက်ခေတ်လူသားတွေရဲ့အုံနောက်က immediate reward ကိုပုံမှန်မောလာကြတယ်လို့စာရေးသူကဆိုထားတယ်ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်မှာလည်းကြည့်လိုက်ငယ်လေးလေးစိတ်ရှည်သည်းခံမှုအားနည်းလေးလေးပဲအင်တာနက်တောင်ဝိုင်းလည်နေရင်မကြိုက်တော့ဘူးကျွန်တော်တို့အင်တာနက်သုံးစားကဆိုဘယ်လိုများနေကြမယ်တော့မသိနောက်တစ်ခုကတော့စိတ်ကျန်းမာရေးအခြေအနေပဲဘဝတွေကခက်ခဲပင်ပန်းလွန်းတဲ့အခါထွက်ပေါက်ရှာကြတယ်မျောလင်းချက်တွေကင်းမဲ့လာတော့အနာဂတ်မှာရမယ့်အကျိုးအတွက်မျှော်ရည်ပြီးဘယ်သူမှစောင့်တိုင်းမနေရင်တော့ဘူးဆေးလေးတောက်တယ်စိတ်ပျော်သွားတယ်အရက်တောက်တယ်ခဏဖြစ်ဖြစ်ဒုက္ခတွေကိုမေ့သွားတယ်စားကျင်တာတွေလျှောက်စားဝယ်ကျင်တာတွေဝယ်ပြစ်လိုက်တယ်အခုခဏလေးတော့ပျော်သွားတယ်ဒါကြောင့်လဲစိတ်မပျော်ရွှင်ရင်မကောင်းတဲ့အမှုချင်းတွေလုံးမိသွားတတ်ကြတာထိန်းချုပ်နိုင်ဖို့ရာတိတ်ခတ်သွားတယ်ဒီကာလကျွန်တော်တို့တော်တော်များများကြုံနေရတဲ့ပြဿနာဆိုလဲအဲ့ဒါပဲဒီတော့စိတ်ကြမ်းမာရေးကိုဂရုစိုက်ဖို့မျောလင်းချက်ကိုအဆုံးရှုံးမခံဖို့အနာဂတ်ကဘလောက်ပဲမောင်မိုက်နေပါစေဝေဝါးနေပါစေပိုကောင်းတဲ့နေ့ရက်တွေရှိလာမယ်ဆိုတဲ့စိတ်နဲ့လက်ရှိပြစ္ဆုတ်ပံကိုအကောင်းဆုံးဖြစ်အောင်ရှင်သန်နေတိုင်းမှုကိုတဖွာဖွာပြောနေရတာလည်းဖြစ်ပါတယ်ကိုထက်ကလုံမိနေတဲ့အရာတွေကပဲကိုဘဝကိုပုံပေါ်ပေးနေမှာမို့ကောင်းတဲ့လေ့ကျင့်တွေများများပြောထောင်နိုင်မှုမကောင်းတဲ့လေ့ကျင့်တွေကိုတတ်နိုင်သမျှဖယ်ရှားနိုင်မှုဟာတိတ်အရေးကြီးပါတယ်ကိုယ့်အခြေအနေလိုက် cue craving response reward ဒီလေးစဉ်ကိုစဉ်းစားပြီးပြောထောင်တင်တာပြောထောင်ဖယ်ရှားတင်တာဖယ်ရှားကြစေချင်ပါတယ်ဒေါက်တာဖြိုးတီဟာ